အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကအားလုံးဒီနေ့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပြမယ့်ဗီဒီယိုကတော့ဒီ fruit roll မယ်ဗျာ fruit roll ပြီးမှenemy ကကျွန်တော်က fruit ကင်ရမယ်ကင်ပြီး AFK ခဏလုပ်မယ်ကျွန်တော်က AFK ဒီလိုကျွန်တော်ပြမယ်နော်AFK လုပ်မယ်ကျွန်တော်ဒီနောက်မှာ AFK လုပ်နေမှာအမှကျွန်တော်ကိုဘယ်သူလာတက်မလဲဆိုတော့ချက်ကြည့်အောင်ကျွန်တော်ဘယ်သူလာတက်မလဲကျွန်တော်က AFK နေလိုက်မယ်ဟိုမှာလူတယောက်ရှိတယ်အဲ့လူလာသွားမယ်သူကျွန်တော်တက်မလားမတက်ဘူးလားကြည့်အောင်ကျွန်တော် AFK နေလိုက်သူကျွန်တော်မမြင်လားမသိမမြင်နဲ့တူတယ်ဒီဆာဗာမှာဟက်ကာကောင်ရှိတယ်ကျွန်တော်တို့ဒီဆာဗာမှာလုံးလို့မရအောင်ကျွန်တော်နောက်ဆာဗာတစ်ခုသွားကျွန်တော်နောက်ဆာဗာတစ်ခုသွားပါမယ်စင်ကာပူပဲသွားမယ်နော်စင်ကာပူကဟက်ကာများလို့စင်ကာပူပဲသွားပါမယ်စင်ကာပူကလိုင်းကောင်းတယ်လေဗျဘလို့ဖြစ်မလဲမသိဘူးဗျာကျွန်တော်တက်မလားမတက်ဘူးလားချက်ကြည့်အောင်ကျွန်တော်တကယ်မတက်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ fruit ပြန်ပေးမှာပါ fruit ဒါမှမဟုတ် brand ပြန်ပေးမှာပါကျွန်တော်မတက်ရင်တို့ချက်ကြည့်အောင်ဗျာဟုတ်ပြီဘယ်လိုရှိလဲရှိတယ်အများကြီးပဲကျွန်တော် fruit roll လိုက်မယ်နော်အားလုံးပဲကျွန်တော် fruit roll ချင်အောင်ဆောင်ရမယ်ကျွန်တော် C3 မှာ roll လိုက်တာဟိုကြီးရမကမိုင်းရကျွန်တော် AFK ပြီနော်ကျွန်တော်ဘာလုပ်မလဲမသိကျွန်တော်မောင်းသွားAFK နေကျွန်တော်တက်မလားမတက်ဘူးလားချက်ကြည့်အောင်ကျွန်တော်နာဝိုင်းနေကြတယ်ဘာရေးထားမလို့ရုရှားလို့ရေးထားဗျကျွန်တော်မသိရုရှားကလူကျွန်တော်ချမလားမသိဘာလို့သူတို့တွေအကုန်လုံးကျွန်တော်ရဲ့လက်ထရဟာအီကိုသွားဝင်နေကြတယ်မသိကျွန်တော်လက်ထရကိုကျွန်တော်ချလို့ရမှာမဟုတ်ကျွန်တော်တက်မလားမသိချက်ကြည့်အောင်ကျွန်တော် hit လိုက်မလားမသိကျွန်တော်ဟိုပုံကြီးနဲ့တူတယ်Drago ကြီးနဲ့ဆိုတော့တို့ကျွန်တော်ဟိုဖြစ်လာတယ် Drago V4 ကြီးနဲ့ဆိုတော့မယုံအောင်လားမသိချအောင်မချအောင်ကြည့်ကျွန်တော် AFK နေရနော်ချအောင်မချအောင်ကြည့်ပါအောင် bro ဒီတိုင်းပဲကင်နေကြအခု update ရ disconnect ဖြစ်လဲဘာမှမဖြစ်ဘူးဗျာသူက disconnect ဖြစ်တာလို့ server တွေကထွက်လိုက်တာတော့ဆိုရင်မီးပြတ်သွားလို့လက်ထဲမှာ fruit ကင်တာအဲ့ fruit ကမပြောက်သွားဘူး inventory တက်ပြန်ဝင်တယ်အခုချက်ကြည့်အောင်အဲ့တို့ဘာရေးနေကြစနစ်တွေရောကျွန်တော်ချမလားမသိချက်ကြည့်အောင်စာရရေးနေဟိုကောင်က chop fruit ပြAFV နေပြီလားဗျဘယ်လောက်လောက်ကြာမလဲမသိဘူးကျွန်တော်နေလေးကြော်လိုက်ရမလားဗျကြော်လိုက်မယ်နော်မ brother ကိုကြည့် brother မကြည့်ကျွန်တော်ကျွန်တော်တတ်နေဒီကောင်လေးကျွန်တော်တတ်နေဒီမှာကျွန်တော်ချနေဒီကောင်လေးကျွန်တော်ဘယ်လိုချမလဲမသိခုနကကျွန်တော်ရက်ထားလိုက်တာဟိုတိတ်မကြသွားပါဘူး brother တို့10မိနစ်တော့ပဲကြာကျွန်တော်ချနေဆိုဒါမှမပေးနိုင်ဘူးလားမသိကျွန်တော်ဒီတိုင်းဖွင့်လာသူကျွန်တော်ရေတဲ့တတ်မှာကျွန်တော်သိမယ်သူတို့တတ်မလားဆိုချက်ကြည့်အောင်ဟောမချဘူးဖြစ်နေဒီကောင်လေးမချရင်ကျွန်တော်ပေးမလို့ဟာဟိုဟာကျွန်တော်ကိုချရပြီဆိုတော့ဒီကောင်ရတော့မရတော့ဒါပေမဲ့ဘယ်လိုဆက်လုပ်မလဲချက်ကြည့်အောင်ဒါအချိန်ကြာဗျာအချိန်ကြာကျွန်တော်နောက်စာပါတစ်ခုသွားအောင်ဗျာကျွန်တော်မချရင်စာပါကျွန်တော်လိုက်ရှာနေဗျာအခုကျွန်တော်ချမလားမသိဒီစာပါမှာကျွန်တော်စာပါတက်ဒီကောင်တစ်ချက်ကြည့်အောင်ပြောကျွန်တော်ချမလို့ဒီစာပါမှာမကြံငယ်မှာလူရောရှိတာမသိကြံငယ်မှာလူရှိတာကြည့်ကြည့်အောင်ဗီဒီယိုလေးကအရန်ရှိတော့မှာဆိုကျွန်တော်ဒီစာပါပြီးတော့ကျွန်တော်နားပြီဗျာတယောက်ရှိရကျုပ်ဘယ်သူတို့ကျွန်တော်ဟောတို့ကျွန်တော်ချရဗျအကြည့်ကျွန်တော်ချC3 ကောင်ဒီကောင် C3 ကောင်2.4 million နဲ့
3.4ကျွန်တော် fruit ထုတ်ပြလိုက်ရောကျွန်တော်တောက်အောင်လို့မသိတော့ကျွန်တော်လိုက်အိမ်နေကြည့်ကျွန်တော်ဆော့မှာ master တင်တာဟာကျွန်တော်လိုက်အိမ်ကျွန်တော် fruit roll ရဲ့ညသွားလိုက်ဒီမှာ fruit roll ကိစ္စနေပြလိုက်โอ้ပါကျွန်တော်ပါရတယ်in my brother account ကျွန်တော်တက်မလို့သိနော်ကျွန်တော်ကြိုတင်ပြင်ဆင်လိုက်ရအောင်ကြိုတင်ပြင်ဆင်ထားမှရမယ်ကျွန်တော် ice နဲ့ကုန်မှုပြောက်အောင် I roll it not a roll ခဲ့ရပါဘာပြောမလဲမသိကြည့်အောင်ခုနစားပါပဲလားဟာဟုတ်ပါဘူးနော်အင်ဂျီတူနေလို့ကျွန်တော်တတ်မလားမသိကြိုတင်ပြင်ဆင်ထားမှရကျွန်တော်ဟာကီယာဟောကျွန်တော်ချက်ခါကျွန်တော်ချနေဟာကုန်မလွယ်ဝိုင်းရကျွန်တော်တက်လိုက်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ကိုကောင်ွယ်ပေးရလူတယောက်မှမရှိဘူးကျွန်တော်တတ်တဲ့လူတွေကြီးပဲဒီနေ့ဗီဒီယိုမှာအကုန်ကျွန်တော်လိုက်ချနေတာသူက level နည်းတော့ကျွန်တော်စီ damage မရောက်တာပဲဖြစ်ကျွန်တော်အကုန်လိုက်ချရတဲ့လူတွေကြီးပဲကျွန်တော်ဒုတိယဆာပါမှာဆိုရင်အမှလူအများကြီးကျွန်တော်စီဝိုင်းအောင်အမှကျွန်တော်ဝိုင်းချိတ်ကြကျွန်တော်ဗီဒီယိုမြိုက်တော့မပေါ်လိုက်တာခုဒီနေ့ဗီဒီယိုကဒီတော့ပါပဲဒီဗီဒီယိုကြိုက်တဲ့ဆို like and subscribe လုပ်ပေးကြပါကျွန်တော်ဒီနေ့ဗီဒီယိုရဲ့ part 2ကိုနောက်နေ့မှာတင်ပေးတော့ပါမယ်ကျွန်တော် fruit ကိုဘယ်သူကောက်ွယ်ပေးမလဲပေါ့ဘယ်သူလူသားချင်းစာနာစိတ်ရှိတဲ့ကျွန်တော်ချက်ကြည့်ပါမယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်